ကျွန်တော်ဒီ2024ခုနှစ်မှာအစာရင်ယောဂအကြီးအကျယ်ဖြစ်ပြီးနောက်ပိုင်းမှာကျွန်တော်အသက်ရှင်တော့ပြောနေရမယ်ဆိုတော့အတိတရားလေးကိုကျွန်တော်ရတော့တယ်ပေါ့နော်ဘာလို့လဲဆိုဒီအစာအိမ်ယောဂကြီးနဲ့ကျွန်တော်နှစ်နှစ်နီးပါးရှင်တန်လာတဲ့ချိန်ကြတော့လူများပြောတဲ့ချိန်ကျွန်တော်မပြောရဘူးလူများစားတောက်နေချိန်ကျွန်တော်စားမတောက်ရဘူးကျွန်တော်ဆန်ပြုတ်လေးနဲ့ပဲစားရတယ်အရေးပဲတောက်ရတယ်ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးဖြတ်တန်းရတယ်အချိန်ပြည့်စိတ်တော့ကရနဲ့ရှင်တန်ရတယ်ပေါ့နော်အရင်ကကျွန်တော်ကအရန်ကစီကုတ်တယ်ပေါ့နော်အရန်ချွေတာဆူဆောင်တစ်ထေးလောင်းလို့ပေါ့နော်ဒါပေမဲ့လည်းဒီယောဂဖြစ်ပြီးနောက်ပိုင်းမှာကျွန်တော်ချွေတာဆူဆောင်ထားတဲ့ဟာတွေကလည်းအကုန်ပါတော့တယ်ပေါ့နော်အဲ့ဒါနဲ့စပြီးအတိတရားရတော့တာပေါ့နော်ဟာအလောက်ထီတော့မှမစားမတော့ဆူဆောင်ချွေတာထားတဲ့အရာတွေကခဏတည်းပါလားဆိုပြီးတော့ကျွန်တော်အတိတရားရတော့တယ်အဲ့ဒါနဲ့စပြီးတော့ကျွန်တော်အခုဆိုရင်ကျွန်တော်လိုချင်တဲ့ဟာတွေပေါ့တခြားစဉ်းစားဆုံးဖြတ်တယ်ငါလိုလားဒီဟာလေးကိုလိုအပ်လားလိုချင်တယ်အရင်လိုချင်ပြီဆိုရင်ကျွန်တော်ဝယ်ပလိုက်အဲ့လိုမျိုးပေါ့နော်ကျွန်တော်အဲ့တုန်းကကျွန်တော်ဒီပေါ့အဆိုင်ကြီးကြီးဖြစ်ပြီးတော့ကျွန်တော်ဒီတွေးတွေပါတွေတွားတော့ကလုံးဝကိတ်ဆုံးတီကိုတွေးထားပါတော့ကျွန်တော်ဟာကျွန်တော်သူကလည်းအတွေးများသွားပြီပေါ့နော်အဲ့ဒီ line ဟာတွေကြည့်တော့လဲline မှာတွေးလိုက်ရင်အဆိုင်ကင်ဆာတွေဥမာကြီးကင်ဆာတွေဒါတွေပဲလုံးဝပေါ့နော် shot ရတော့ကိုကလူဆိုတာတခါမှမဖြစ်ဘူးပဲနဲ့ဒီလိုမျိုးတွေဖြစ်လာပြီဆိုရင်နောက်ပြီးတော့ဒီ online ပေါ့နော်မီဒီယာကြောက်နေလဲပါတယ်ပေါ့နော်ဒါပေမဲ့သူတို့ကလည်းတတိပေးတာပေါ့ဒါပေမဲ့ဖြစ်စဉ်တွေကလည်းသွားတူနေတာပေါ့နော်အဲ့မှာကျွန်တော်အတွေးပေါက်သွားပါနော်အော်အဲ့လောက်ထီတောင်ငါရှာဖွေစုဆောင်ထားတဲ့အရာဘာမှမဟုတ်ပါလားပေါ့နော်ငါကျမ်းမာတော့ငါပျော်ပျော်လေးနေလိုက်ရမှာဒီလိုမျိုးလေးအတွေးဝင်ခဲ့ရပါနော်ဘာလို့လဲဆိုကိုတော့အဆုံးထိတွေးလိုက်တာပေါ့နော်ဒီလိုအခြေအနေကအရန်ဆိုးနေပြီဆိုတော့ကျွန်တော်အဆုံးထိတွေးခဲ့တာပေါ့နော်အဲ့ဒါနဲ့ဖတ်တက်ပြီးတော့ကျွန်တော်နောက်မှပဲကျွန်တော်ပြမယ်ကျွန်တော်ဘယ်လောက်ချောင်တွေးခဲ့လဲဆိုတော့အခုပြောရင်ရည်စရာလိုဖြစ်နေပြီမဲ့အဲ့တုန်းကတော့ကျွန်တော်တော်တော်လေးကိုခံစားခဲ့ရတာပေါ့နော်အခုကတော့ကျွန်တော်ယောဂလက္ခဏာကျွန်တော်အရှင်းပြောက်လာလို့မေးရင်ကျွန်တော်က GRD နဲ့ပတ်သက်တဲ့ယောဂလက္ခဏာတော့ကျွန်တော်မှကြံတယ်ဒီ GRD နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖြစ်နေတယ်ဒါမဲ့လည်းကျွန်တော်ဘဝကိုပြောကြည့်ပဲကျွန်တော်ဖြတ်တန်းနေတယ်ယောဂလက္ခဏာလေးကျွန်တော်တတ်တယ်အဓိကကျွန်တော်ရဲ့ယောဂလက္ခဏာကပါလဲဆိုရင်လေးတက်တာဒီအပေါ်တက်တယ်တော့မှကျွန်တော်စိတ်ဖိစီးမှုတွေများရင်ကျွန်တော်ကိုဒီလိုမျိုးစိတ်ပေါ့နော်တိုးအောင်နေလို့ရင်အဲ့လိုမျိုးစိတ်မကြည်တာတွေဖြစ်ရင်ဆိုရင်ကျွန်တော်အဆိုင်နာနေပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ဒါတွေကိုမဖြစ်ချင်တော့ဘူးအဲ့ဒါကြောင့်ကျွန်တော်ပြောပဲနေတယ်လှုပ်ချင်တာတွေလှုပ်တယ်ကွာအဲ့လိုမျိုးပဲနေတော့ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကဒီအားလုံးပြောချင်တာပေါ့နော်ကျွန်တော်တို့အသက်ရှင်လုံးပြောနေပါလို့တကယ်ပြောတာအသက်ရှင်လုံးပြောနေပါကိုကတခုခုဖြစ်ပြီးမှကိုကအတွေးဝင်လာရင်အားလုံးနောက်ကျသွားပြီအဲ့ဒါကြောင့်ပြောလေးနေပါဒါမဲ့လေလူကောင်းတယောက်လို့ပေါ့နော်လူကောင်းတယောက်လို့ကျွန်တော်တို့အသက်ရှင်နေထိုင်ပြီးတော့ပြောလေးနေတာမှပို့ပြီးတော့ဘဝမှာအေးချမ်းနဲ့တာရတယ်ပို့ပြီးတော့စိတ်ကျဉ်တဲ့မှုတွေကျွန်တော်ရရှိမှာဖြစ်တယ်